ဖုန်းတစ်လုံးမှာဒီလို Viber နှစ်ခုတုံးလို့ရတဲ့ညီလေးလောက်ပြပါလားဆိုတော့အရင်ဦးဆုံးကျွန်တော်တို့ဒီဖုန်း setting တွေကိုအရင်ဝင်လိုက်ပါဝင်ပြီးသွားပြီဆိုလို့ရှိရင်ဒီနားလေးမှာ app ဆိုတာလေးရှိရယ်အဲ app လေးပေါ့နော်ဒီမှာကဖုန်းတစ်လုံးနဲ့တစ်လုံးကတော့တူမှာမဟုတ်ဘူးဒါဒီမှာတော့ app ဆိုပြီးတော့တန်းပေါ်နေတယ်တကယ်လို့တန်းမပေါ်ဘူးဆိုလို့ရှိရင်ဒီအခြား setting ထဲမှာပေါ့နော်ဒါလိုက်ရှာကြည့်ပါပြီးသွားပြီဆိုလို့ရှိရင်ဒီ app လေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီနားလေးမှာ app trend ဆိုတာလေးရှိရယ်ဒီနားလေးမှာပေါ့နော် app trend လေးကိုတစ်ချက်နှိပ်လိုက်ဒီမှာအလောက်လေးလုပ်ပေးလိုက်မယ်ဆိုလို့ရှိရင်ဒါ Viber နှကောင်တုံးလို့ရမယ်ပြီးရင်တခြားဟာတွေရမယ် WeChat ရမယ် WhatsApp ရမယ် Facebook Messenger ပေါ့နော်ဒါတွေရမယ်မတုံးချင်ဘူးဆိုရင် close ပြန်လုပ်လိုက်ရင်ရပါပြီဒါဆိုလို့ရှိရင် Viber နှကောင်တုံးလို့ရပါပြီဒါဆိုလို့ရှိရင်ပထမတစ်ကောင်ဖွင့်ထားတယ်နောက်တစ်ကောင်ထပ်ဖွင့်ချင်တယ်ဆိုလို့ရှိရင်ဒီပိန်းနားလေးကိုဆွဲလိုက်ပါနော်ဆွဲပြီးရင်ဒါက Viber နဲ့ပါနော်ဒါဆိုလို့ရှိရင် Viber နှကောင်လုံးကိုဒါတပြိုင်နက်တုံးလို့ရပါပြီမတုံးချင်တော့ဆိုလို့ရှိရင်ပိတ်လိုက်ရင်ရပါပြီ